အဲ့ဗီဒီယို Minecraft ဗီဒီယိုပတ်ဝန်းကျင်တော့ကျွန်တော်တော့တကယ်တော့နောက်ထပ်ဗီဒီယိုဆက်ချင်လို့ဟုတ်တယ်ပြီးမှပြောတာโอเคကျွန်တော်အဲ့ကနေစပြီးကျွန်တော်ဒီကိန်းနဲ့လုပ်တဲ့ဗီဒီယိုတင်မှာတော့အဲ့ကျွန်တော်ကို subscriber တန်းပြည့်ထိရောပူပြီးပေးကြလို့တောင်းဆိုနေပါတယ်တောင်းဆိုချက်ကိုလိုက်ရောအတွက်လည်းပြောလိုက်ပါတယ်ကျွန်တော်ကြားထဲမှာကျွန်တော်ဗီဒီယိုတွေထပ်မတင်ဖို့ဆိုတာလေedit လုပ်ဖို့နဲ့ memory လေးတွေကျွန်တော်edit ဖြတ်လိုက်ရတယ်နော်အဲ့ memory လေးတွေလို့ဗီဒီယိုတွေဖြတ်လိုက်ရတယ်နဲ့တင်ပြတာပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကတောင်းပန်တဲ့သဘောနဲ့တော့ကျွန်တော်ဒီနေ့လုပ်တဲ့ဗီဒီယိုကိုတင်ပြတာပေါ့နော်အားလုံးလိုက်ကြည့်ပေးကြပါ let's go okay ကျွန်တော်တို့ဗီဒီယိုမှာစလုပ်မယ်ဆိုလို့ရှိရင် normal portion နဲ့စဟုတ်တယ်ကျွန်တော်လည်း normal portion နဲ့စဒါတော့ကျွန်တော်ရဲ့အနေထားအားမထင်ဘူး let's go ကျွန်တော် normal portion နဲ့စမယ်ဆိုလို့ရှိရင် normal portion ဆိုကျွန်တော်တို့ဒီလေပေါ့နော်လေကချင်းလေးထားတယ်ဒါမှမဟုတ်ရလို့ပြောအောင်ချင်းပကုံးပြတယ်ကျွန်တော်တို့ဒီခဏကိုကျဲပြီးတော့ဒီအလေးချင်းနေအဲ့ဒါကိုကျွန်တော်တို့ပါစေဘာမှဆိုရင်လည်းဒီလိုဆိုရှင်တော့ကျွန်တော်တို့ခေါင်းအောက်တုံးဖို့တင်းအနေနဲ့ဝင်ပြီးတော့ကျွန်တော်တို့လက်စတော့ပြီးတော့လက်စထုံးရတယ်ကျွန်တော်အဲ့လိုမလုပ်သေးဘူးကျွန်တော်တိုက်ပြီးတော့ကြောပြီးတိုင်းထွက်စီတယ်အစစ်ပတ်နဲ့ထွက်ပြီးတော့ဟောနေလို့ကျွန်တော်ဒီဘိုင်ဆာတို့ try ဆာတို့အားထားထွေးနေတယ်ကျွန်တော်ဒါလည်းအပေါ်ပိုင်းမဲ့ထွေးနေတာပြထားပါတော့ဒီဗီဒီယို let's go လေပါကျွန်တော်တို့ဒီလိုထိုးမှဆိုလို့ရှိရင်တော့အပေါ်ပိုင်းထိလောက်ပါတယ်နောက်ကွာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုလဲစင်နေတော့ဘွားနောက်ဘွားဆိုရင်ကျွန်တော်ထပ်ပြအောင်โอเคခုံးလုံးလေးလိုက်ပါခုံးလုံးယူပါဆိုလို့ရှိရင်တော့ခုံးပေါ်ဒီလိုလက်လောက်ပြီးတော့ဒီလိုထားပြီးတော့ဒီလိုတော့ဒီရလေးထိုက်ထိရပါမယ်မဲဝင်ဖန်ချက်ဆိုပြီးထားလို့ပဲထင်တယ်ဒီမှာထိရကွာအချက်အောက်ပိုင်းနဲ့ထိရပါအောက်တိုင်းဒါကိုစတဲ့ဆက်ပြီးနော်ကျွန်တော်တို့ကဘာလို့လဲဆိုတော့ဘာလို့ဆိုချစ်ချင်တယ်ဆိုရင်ကြိတ်လေးဖြစ်နေတယ်ကျွန်တော်တို့အင်ကြီးလေးလိုပါတယ်အင်ကြီးလေးလိုပါတယ်အင်ကြီးကိုကျွန်တော်နည်းနည်းသုံးချင်လို့လုပ်ပါတော့ကျွန်တော်ကခေါက်လိုက်တာဝါလေးလေးရတယ်ဒိုးလေးလိုက်ပါတယ်ဒီပါစီရှင်တော့ခြေရက်ကလေးတင်သွားစီရှင်တော့ဒီအစားလေးကျွန်တော်ဒီတော့3မျိုးလောက်လာတယ်10ချိန်15ချိန်လို့ရင်95ချိန်တနင်္လာ15ချိန်လို့နော်အဲ့တော့3မျိုးလို့ကျွန်တော်တော့ပါတော့အဲ့တော့ဘုရားက3မျိုးလို့ရတယ်နော်ဘာသာစတော့ဒီလိုလေးလို့ရတယ်ကျွန်တော်
ဘိုက်တက်တာထိကျင်နေရဆိုရင်တော့ဘိုက်တက်တာတော့သူရှင်နေမှာပါနော်ဟုတ်ဒီအိတ်လုံးတော့ဒီလိုကိုင်းနေရောကိုင်းသွားတယ်ဒီလိုအဲ့ဒီလိုပါကျွန်တော်တို့ဒီလိုရင်းနေလို့တော့ဘာလို့လဲတော့စတော့ဒီလိုဆောင်စင်ချင်ကျွန်တော်ဒီကောင်မလေးနဲ့ဒီလိုမျိုးကငိုဒီလိုလေးနဲ့ဒီလိုဘာလို့လဲတော့ဘာလို့လဲဒီလိုလေးပြောကြည့်မယ်ညီမနာမနာမသိဘူးဘာလို့လဲခုံလေးကိုခုံပြီးပဲဆက်လာခုံဘူးချောင်းဝိုင်းပြင်တယ်နော် let's go ခုံဘူးဒီအရေးရတယ် let's go တော့ဘာလို့ဒီကောင်ဒီပေါ်မှာဒီလိုတင်ပြီးတော့ဒီတိုက်ထိုးတော့အဲ့အောင်ဆက်ချင်းတော့ကြောသုံးကြောလေးတော့တော့အများဓာကြီးပဲဆက်မလို့တော့တရားပေါ်ပိုင်းအောက်ပိုင်းဆိုပြီးတော့ခွဲဆိုလိုက်တယ်ပေါ်ပိုင်းဆိုရင်တော့ bike တွေ chest တွေ bicep တွေ tricep တွေဆိုပြီးတော့အောက်ပိုင်းတော့ကျွန်တော်ပြအောင်နောက်ပြီးပြောရမှာနော်ပတ်1 D1 step let's go